တချို့ကိစ္စကြတော့မေ့လို့ကိုမရဘူးဆိုတာတွေကရှိသေးတယ်လာသေးတာနော်မေ့လို့ကိုမရဘူးမမေ့နိုင်တဲ့အဖြစ်ဖြစ်တစ်ခုဆိုလို့ရှိရင်ဘာလုပ်ရမလဲနောက်ဆုံးလက်နဲ့ကဘာလုပ်ရမလဲဆိုတရားတစ်ခုကံတစ်ခုဖြစ်သည့်အတွက်ကြောင့်သူလဲသူကံနဲ့သူသွားမှာငါလဲငါကံနဲ့ငါသွားမှာတို့ရံဖြစ်နေလို့ဘာအကျိုးရှိမှာလဲငါလဲကောင်းတာလို့ရင်ကောင်းတဲ့ဘုံရောက်မှာမကောင်းတာလို့ရင်မကောင်းတဲ့ဘုံရောက်မှာသူလဲသူကံအတိုင်းသွားမှာပဲငါလဲငါကံအတိုင်းသွားမှာပဲဆိုပြီးကံတရားကိုဆင်ញင်လိုက်ပါကမ္မတကတတ္တတရားတွေဆိုတာသူကံနဲ့သူဖြစ်ကြတာမုန်းနေလို့လဲအပူပဲရံဖြစ်နေလို့လဲအပူပဲတို့အဲ့ဒီလိုဆင်ញင်သုံးသပ်လိုက်လို့ရှိရင်ပျောက်သွားပါလိမ့်မယ်လို့ဟောမြတ်စွာဘုရားကပေးတဲ့နိလန်၅သွဲအာဂါတပฏิဝိနည်းသုံးမှာမြတ်စွာဘုရားပေးတဲ့နိလန်၅သွဲနော်အဲ့ဒီနိလန်၅သွဲကိုအသုံးချပြီးတော့ရင်ထဲကအမုန်းတရားကိုဖယ်ရှားပြရမယ်အဲ့ဒီလိုရင်ထဲကအမုန်းတရားတွေကိုဖယ်ရှားပြနိုင်ပြီဆိုမှကလေးစားခြေလိုတဲ့ရန်လိုတဲ့စိတ်တွေဟာပျောက်ကင်းသွားမှာပဲဖြစ်တယ်ပေါ့အဲ့ဒီလိုမှမဟုတ်ဘူးဆိုလို့ရှိရင်လူဟာမကျေနိုင်မချမ်းနိုင်တဲ့ကလေးစားခြေဖို့စဉ်းစားသူတစ်ချက်ခေါက်ကိုကနှစ်ချက်ခေါက်ကိုကနှစ်ချက်ခေါက်သူကလေးချက်ခေါက်နဲ့အတုပ်အပြန်နေနဲ့အမုန်းတန်တရားကလေးစားခြေတဲ့တန်တရားကြီးကဘယ်တော့မှပြတ်မှာမဟုတ်တော့ဘူးဒါကြောင့်မို့အဲ့ဒီလိုလောင်းနေတဲ့မိဟာသူ့လောင်းကိုလောင်းကိုလည်းလောင်းသူ့လည်းလောင်းနှစ်ဦးစလုံးမိတောင့်လောင်လိုက်တဲ့အခါကျတော့ဘယ်သူမှအကျိုးအမြတ်ရမှာမဟုတ်ဘူးအကယ်၍သိခံခြင်းခွင့်လွှတ်လိုက်လို့ရှိရင်ကိုယ့်အတွက်လည်းအကျိုးရှိသွားတယ်သူ့အတွက်လည်းဆက်လက်ပြီးတော့ဒေါသမီးတွေမလောင်တော့ဘူးနှစ်ဦးလုံးအတွက်အကျိုးရှိတယ်လို့သူဆိုတယ်သိခံပေးခြင်းဟာကိုယ့်အတွက်သာအကျိုးရှိတာလားမဟုတ်သူ့အတွက်လည်းအကျိုးရှိပါတယ်ဒါကြောင့်မို့လို့နှစ်ယောက်စလုံးအတွက်ကုစားခြင်းကုစားတဲ့နိလန်ပဲဖြစ်တယ်လို့မြတ်စွာဘုရားတည်တော်ဟောတာ